American နိုင်ငံကစီးပွားရေးအင်အားစစ်ရေးအင်အားဒီလောက်တောင်အားကောင်းမနေသင့်ဘူးလို့တောင်ပြောချင်စရာပါဒါပေမဲ့မဖြစ်နိုင်ဘူးထင်လောက်ကောင်ကိုအားကောင်းနေပါတယ်လွန်ခဲ့တဲ့250နှစ်ခန့်က American ဆိုတဲ့နိုင်ငံတောင်မရှိသေးပါဘူးဒါပေမဲ့ဒီနေ့တော့ကမ္ဘာပေါ်မှာနောက်ထပ်နိုင်ငံ3နိုင်ငံပေါင်းထားတဲ့စီးပွားရေးအင်အားထက်တောင်ပိုများတဲ့ငွေကြေးအင်အားကိုထိန်းချုပ်နေပါတယ်ဒါကညံကောင်းတဲ့ခေါင်းဆောင်တွေကြောင့်လားဒါတခုတည်းလည်းမဟုတ်ပါဘူးအလုတ်စ조사လို့လားအဲ့ဒါလည်းမဟုတ်သေးပါဘူးအများစုမပြောကြတဲ့အချက်တစ်ခုကြောင့်ပါဒါကတော့ပထဝီဝင်အရာအန်အောဖို့ကောင်းလောက်တဲ့အကန့်ကောင်းမှုတစ်ခုဖြစ်ပါတယ်ဒီနေရာမှာစတင်တဲ့ဘဲချင်းကျင်းမှုမဆိုကဘာကိုအုပ်ချုပ်နိုင်လောက်တဲ့အားသာချက်ရှိနေပါတယ်တကယ်ဘာဒီဖြစ်နေလဲဆိုတာနားလည်သွားရင်ဘာကြောင့်အနာဂတ်မှာဘယ်နိုင်ငံမှာအမေရိကန်ကိုလွယ်လွယ်မရှင်းနိုင်တော့ဘူးဆိုတာကိုနားလည်လာပါလိမ့်မယ်ဒီနေ့မှာတော့ပထဝီဝင်အချက်တွေကြောင့်အမေရိကန်ဘလို့အလွန်အားကောင်းသွားခဲ့တယ်ဆိုတာကိုအတိအကျခွဲခြမ်းစိတ်ဖြာကြည့်မယ်အမေရိကန်ရဲ့အင်အားဟာမြစ်တစင်းနဲ့စတင်ပါတယ်အဲ့ဒါကတော့ Mississippi မြစ်ဖြစ်ပါတယ်လူအများစုကဒါကိုမြစ်ကြီးတစင်းပဲထင်ကြပါတယ်ဒါပေမဲ့အမှန်တော့မဟုတ်ပါဘူး Mississippi မြစ်က3930ကီလိုမီတာရှည်လျားတဲ့စီးပွားရေးအကျိုးကျေးဇူးကြီးတစ်ခုပါဒါကကမ္ဘာပေါ်မှာသင်္ဘောတွေအပြည့်အဝသွားလာနိုင်တဲ့အရှိဆုံးမြစ်ဖြစ်ပါတယ် Navigable ဆိုတာကမြစ်တစ်ချောင်းလုံးမှာသင်္ဘောတွေသွားလာနိုင်ပြီးအတက်အဆေးတွေမရှိဘူးဆိုတဲ့အတိတ်ပဲပါ Mississippi မှာ Minneapolis မြို့အနားမှာရှိတဲ့ရေတခွန်တစ်ခုတာရှိပါတယ်အခြားနေရာတွေမှာတော့ရေတခွန်ရေလိုင်းချမ်းအတက်အဆေးတွေမရှိပါဘူးဒါကြောင့် Gulf of Mexico ကနေတိုက်ကြီးအတွင်းပိုင်းထိအခမဲ့သယ်ယူပို့ဆောင်ရေးလမ်းကြောင်းလိုဖြစ်နေပါတယ်။ Africa ကိုကြည့်ရင် Africa မှာ Nile နဲ့ Congo မြစ်တွေရှိပြီး Mississippi ထက်တောင်ပိုရှိပါတယ်။ဒါပေမဲ့သင်္ဘောတွေအပြည့်အဝမသွားနိုင်ပါဘူး။ Nile မှာရေတခွန်6ခုရှိပြီးသင်္ဘောသွားလာမှုကိုပိတ်ဆို့ထားပါတယ်။ Congo မှာတော့ရေတခွန်32ခုရှိပါတယ်။ဒါကြောင့် Africa မြစ်တွေကိုသယ်ယူပို့ဆောင်ရေးအတွက်အဆင်မပြေပါဘူး။ဒါပေမဲ့ Mississippi ကမတူပါဘူး။သင်္ဘောတွေက3930ကီလိုမီတာအတွင်းပိုင်းထိကုန်ပစ္စည်းတွေကိုတည်ယူနိုင်ပါတယ်။လမ်းဆောက်စရာမလိုပြီးပြင်ထိန်းသိမ်းစရိတ်မလိုပါဘူး။ပြီးတော့ပိုပြီးအံ့ဩဖို့ကောင်းလာက Mississippi တစ်စဲနဲ့မဟုတ်ပါဘူး။ဒါကမြစ်ကြီး9စင်းနဲ့ချိတ်ဆက်ထားပါတယ်။ Missouri, Ohio, Arkansas, Tennessee, Illinois ဒီမြစ်တွေအားလုံးပေါင်းလိုက်ရင်2,000ကီလိုမီတာရှိတဲ့ Navigable Waterway Network ဖြစ်လာပါတယ်။ဒါကကမ္ဘာအခြားနိုင်ငံတွေအားလုံးပေါင်းထက်တောင်ပိုများပါတယ်။ American မှာရှိတဲ့ Navigable မြစ်တွေက Europe plus Asia plus Africa plus တောင်အမေရိကပေါင်းထက်တောင်ပိုများပါတယ်။ဘာကြောင့်အရေးကြီးတယ်လဲဆိုတော့ရေကြောင်းတည်ယူပို့ဆောင်ရေးကမြေပြင်တည်ယူပို့ဆောင်ရေးထက်အစအစကနေ30ဆထိဈေးသက်သာပါတယ်။လမ်းတွေစောင့်ရင်ပတ်စံကုန်တယ်။ရထားလမ်းတွေထိန်းသိမ်းရင်ပတ်စံကုန်တယ်။မြစ်တွေကတော့တဘာဝအတိုင်းရှိနေစားဖြစ်ပါတယ်။ဒါကြောင့်မြစ်နမ်းမှာရှိတဲ့ American စက်ရုံတွေဟာအခြားနိုင်ငံစက်ရုံတွေထက်ကုန်ကျစရိတ်အလိုလျောက်နည်းသွားပါတယ်။ကုန်ကျစရိတ်နဲ့အမြတ်ပိုတော့စီးပွားရေးတိုးတက်မှုဒါကရက်မနာလေပတ်နေတဲ့စက်ဝိုင်းတစ်ခုပါဒါပေမဲ့မြစ်တွေကအားသားချက်ရဲ့အစပဲဖြစ်ပါတယ်အမေရိကန်ကိုတိုက်ခိုက်ဖို့အလွန်ခက်ခဲပါတယ်အကြောင်းကအကြီးဆုံးပင်လယ်နှစ်ခုကကာကွယ်ထားလို့ပါ Atlantic Ocean က9000ကီလိုမီတာကျယ် Pacific Ocean က8000ကီလိုမီတာကျယ်ပါတယ်1940မှာဟစ်တလာကအင်္ဂလန်ကို33ကီလိုမီတာပဲကျယ်တဲ့ Channel ကိုတော့မဖြတ်နိုင်ခဲ့ပါဘူးဒါဆို9000ကီလိုမီတာပင်လယ်ကိုဖြတ်ပြီးအမေရိကန်ကိုတိုက်ခိုက်မယ်ဆိုရင်ဘယ်လောက်ခက်မလဲစဉ်းစားကြည့်ပါအမေရိကန်ကိုနောက်ဆုံးတိုက်ခိုက်ခဲ့တာ1800နှစ်ဖြစ်ပါတယ်။ဒါဆိုရင်212နှစ်အတွင်းမှာအမေရိကန်မြေပေါ်မှာနိုင်ငံခြားတိုက်ခိုက်မှုမရှိခဲ့ဘူးဆိုတဲ့အတိတ်ပဲပါ။ဒီလိုလုံခြုံမှုကြောင့်အမေရိကန်ကစစ်တပ်ထက်စီးပွားရေးဖြိုမြုပ်မှုကိုပိုပြီးအာရုံစိုက်နိုင်ခဲ့ပါတယ်။နောက်တစ်ချက်ကတော့အိန္ဒိယနိုင်ငံတွေပါ။မြောက်ဘက်မှာကနေဒါတောင်ဘက်မှာမက္ကဆီကိုဒီနှစ်နိုင်ငံလုံးကအမေရိကန်ကိုအန်ဒီရဲ့မချစ်စေနိုင်ပါဘူး။ကနေဒါကလူဦးရေနည်းလို့မက္ကဆီကိုကတောင်တန်းတွေများလို့ပါ။ဒါကြောင့်အမေရိကန်ဟာတိုက်ကြီးတစ်ခုလုံးမှာတနိုင်ငံနဲ့အင်အားကြီးနေတဲ့အခြေအနေဖြစ်လာပါတယ်။ဒါပေမဲ့ဒီအရာတွေသိမကပါဘူး။အမေရိကန်မှာ Midwest လို့ခေါ်တဲ့ကမ္ဘာပေါ်မှာအကြီးဆုံးမြေသြဇာကောင်းတဲ့စိုက်ပျိုးရေးဒေသတစ်ခုရှိပါတယ်။ဒီဒေသက France နိုင်ငံထက်20တောင်ကြီးပါတယ်။ဒီမှာမြေပြိုင်မြေသြဇာမိုးရေလုံလောက်ဒါကြောင့်စိုက်ပျိုးရေးအတွက်အလွန်ကောင်းပါတယ်။ Midwest တစ်ခုတည်းကကမ္ဘာကွန်30%ဆိုယာဘင်း30%ကိုထုတ်လုပ်ပါတယ်။ဒီစိုက်ခန်းတွေက Mississippi မြစ်နားမှာရှိတဲ့အတွက်ကုန်ပစ္စည်းတွေကိုဈေးသက်သာစွာကမ္ဘာဈေးကွက်ထိပို့နိုင်ပါတယ်။ဒါကြောင့်အမေရိကန်ကကမ္ဘာအစားအစာတင်ပို့မှုမှာအင်အားကြီးနိုင်ငံဖြစ်လာပါတယ်။ဒါကလယ်သမားတွေပိုကြိုးစားလို့မဟုတ်ပါဘူး။ပထဝီဝင်အခြေအနေအရန်အားသာလို့ပါ။နောက်တစ်ချက်ကတော့အမေရိကန်မှာကမ္ဘာအကောင်းဆုံး Natural Deep Water Harbors 3ခုရှိပါတယ်။ Chesapeake Bay, San Francisco Bay, Puget Sound ဒီ harbors ဒီမှာရေနှက်တယ်မုန်တိုင်းကန်ကာကွယ်ထားတယ်။လူနေထူထပ်တဲ့မြို့ကြီးတွေနားမှာရှိတယ်။နိုင်ငံအများစုမှာဒီလို harbor တစ်ခုတောင်မရှိပါဘူး။အမေရိကန်မှာတော့3ခုတောင်ရှိပါတယ်။အမေရိကန်ရဲ့ကမ်းရိုးတန်းအစီက95,480ကီလိုမီတာရှိပါတယ်။ဒါကအာဖရိကတိုက်တစ်ခုလုံးထက်တောင်ပိုရှည်ပါတယ်။ဒါကြောင့်ကမ်းရိုးတန်းများရင်စိတ်ပေါ်များတယ်။စိတ်ပေါ်များရင်ကုန်သွယ်များတယ်။ကုန်သွယ်များရင်စီးပွားရေးအင်အားများပါတယ်။
နောက်ဆုံးမှပြောရရင် American ကိုပထဝီဝင်ကပေးထားတဲ့အားသာချက်တွေကကမ္ဘာအရှိဆုံး navigable river system မြေပြောစာအကောင်းဆုံးစိုက်ပျိုးရေးတွေတပ်ကန်ယူတာအရှိလျာမှုအကောင်းဆုံး harbor များပင်လယ်နှခုကာကွယ်မှုအားနည်းတဲ့တည်နေချက်နိုင်ငံများကိုယ်ပိုင်စွမ်းအင်ရင်းမြစ်များဒီအားသာချက်တွေကိုတနိုင်ငံထဲမှာအားလုံးတစ်ပြိုင်နက်ရှိနေပါတယ်ဒါကြောင့် American ဟာ super power ဖြစ်လာခဲ့တာပါ American လူမျိုးတွေအထူးဖြစ်ထားထူးချွန်လို့ဆိုတာထက် American ရဲ့ပထဝီဝင်အခြေအနေကအရန်အားကောင်းလွန်းလို့ပါ